အားလုံးမင်္ဂလာပါကျွန်တော်ဒီ2021အာနာတင်ကလေးကနေစတင်ပြီးတော့ကျွန်တော်တို့ချင်းလူမျိုးတွေအချင်းချင်းတွေးမိမကြဖို့ဒုတိယမှာကျွန်တော်တို့တခုတည်းတော့ချင်းအာမီတစ်တခုမှာစိုးစည်းကြဖို့ဒီအချက်ကိုကျွန်တော်အချင်းချင်းရေးခဲ့တယ်ပြောခဲ့တယ်ဒါပေမဲ့ယနေ့အထိဖြစ်မလာခဲ့ဘူး။ဘာကြောင့်ကျွန်တော်ဒီလိုမျိုးပြောခဲ့ရေးခဲ့တယ်လဲဆိုရင်88ခုနှစ်တုန်းက CNF CNL လက်နက်ကအချင်းချင်းကြားထဲမှာတပ်ဖြတ်မှုတွေတွေးမိကြမှုတွေများစွာရှိခဲ့တဲ့အတွက်ကြောင့်အဲ့ဒီရှိခဲ့တဲ့ပြဿနာတွေကိုတော့ယနေ့ဒီချင်းကာလအထိပြီးလေအောင်ကျွန်တော်တို့ကိုတနိုင်ချင်းမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုမျိုးပြဿနာတွေကိုနောက်ထပ်ထပ်ခါဖြစ်လာခဲ့တယ်ဆိုရင်ကျွန်တော်တို့ချင်းလူမျိုးတွေကဘူဘီခက်တုံးကလို့ချင်းခေါင်းဖြတ်တဲ့တက်ဖြတ်တဲ့ဘဝထဲမှာကျွန်တော်တို့ပြန်လဲကြရောက်နိုင်တယ်ဆိုတဲ့အချက်ကိုကျွန်တော်ကြိုတင်ပြီးတော့မြင်တဲ့အတွက်ကြောင့်ဒီအချက်ကိုကျွန်တော်ပြောနေရတာဖြစ်ပါတယ်ဒါပေမဲ့2021 2023နှစ်အတွင်းကတော့ CADC နဲ့ ICNC ထဲမှာကျွန်တော်တို့ချင်းလက်နဲ့ကအားလုံးဆွဆေးလာနိုင်ခဲ့တယ်ကျွန်တော်အဲ့ဒီတုန်းကဒီ CADC နဲ့ ICNC အပေါ်မှာမြောင်လင်းချက်များစွာရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီ CADC နဲ့ ICNC ကို88တုန်းကအာနာတင်ခဲ့ကြတယ်လို့အာနာတင်ပြလိုက်တယ်အဲ့ဒီအာနာတင်လိုက်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ချင်းပြည်နယ်ထဲမှာနိုင်ငံရေးစစ်ရေးအုပ်စုနှစ်ချမ်းကိုရတော့ခဲ့ပါတယ်ဒါကျွန်တော်တို့အတိတ်ကတင်ခန်းစာမယူတတ်တဲ့လက်ရှိချင်းတော်လာရင်ရဲ့ဆုံးရှုံးမှုအစပဲဖြစ်ပါတယ်တကယ်တော့ဒီ ICNC နဲ့ CADC ထဲကနေ CNF ကမခွဲထွက်ပဲဒီ CADC ကနေတဆင့် CNF ကို reform လုပ်မလားမဟုတ်ရင်ချင်း army မဟုတ်ရင် federal army မဟုတ်ရင်ချင်း people army မဟုတ်ရင်ကျွန်တော်တို့တခုတည်းတော့ army တစ်တခုမှာစုစည်းနေရလမ်းစဉ်ကိုတွားမလားဆိုတဲ့အချက်ကိုအုံမြချပြီးမှကျွန်တော်တို့တည်ဆောက်သွားရမှာဖြစ်ပါတယ်အဲ့လိုတည်ဆောက်နိုင်ခဲ့တဲ့ဆိုရင်အခုချင်းပင်နဲ့တပင်နယ်လုံးကဒီစစ်အာဏာရှင်စနစ်ထဲကနေကျွန်တော်တို့လွတ်မြောက်လောက်ပြီးကျွန်တော်ကျင်းတည်ပြောင်းရဲတယ်ဒါဆိုရင်ယနေ့အထိ9နှစ်အတွင်းမှာဘာကြောင့်မလွတ်မြောက်တည်ခဲ့တာလဲအဖေကရှင်းလင်းပါချင်းတွေနိုင်ငံရေးစစ်ရေးလိုမျိုးရှိမှာရိုးသားပွင့်လင်းမှုအချင်းချင်းလေးစားမှုစေလုံးမြင်ဝတ်မှုဘူပေါင်းမှုတွေတကယ်မရှိခဲ့လို့ပဲဒီလိုမျိုးချီနေကိုကျွန်တော်တို့ရောက်ရှိခဲ့တာဖြစ်ပါတယ်အခု88ဒုံကအချင်းချင်းတွေးမိကြတဲ့အခဲမကြည့်ခဲ့တဲ့မကြည်နက်ခဲ့တဲ့အနာယောဂါတွေကိုမကုသတီးပဲတဲ့အခု2023နောက်ပိုင်းမှာချင်းတွေအချင်းချင်းထပ်ပြီးတော့တွေးမိကြပြန်ပြီဆိုတော့88ဒုံကကြခဲ့တဲ့တွေးငိုတန်နဲ့အခု2023နောက်ပိုင်းမှာကြခဲ့တဲ့ချင်းတွေးငိုတန်တွေကိုကျွန်တော်တို့ generation ဘယ်အထိကျွန်တော်တို့ဆက်သွားနေရအောင်မလဲ88ဒုံကအချင်းချင်းမကြည်နဲ့ခဲ့တဲ့ဒါရတွေကိုယနေ့ဒီချင်းကာလအထိကျွန်တော်တို့စိတ်ထဲမှာခလက်စားချီချင်နေတဲ့လူများကြီးရှိတယ်အခု2023မှာထပ်မံဒီလိုဖြစ်လာတော့ချင်းတွေကျွန်တော်တို့အချင်းချင်းပူပြီးတော့တက်ဖြတ်ချင်နေကြတာပေါ့အ
ကျွန်တော်အခု online ပေါ်မှာဒီလိုမျိုးချင်းအရေးကိုပြောလာတဲ့အချိန်မှာ CNF lobby CNF ရဲဘော်တချို့တို့ကျွန်တော်ကိုလာတတ်မယ်စားတပိချင်းချောက်ကြတယ်ဒီမိုက်စတီကမကောင်းဘူးဒီလိုမျိုးလိုတက်လိုတဲ့လူတဦးရဲ့တန်ဖိုးကိုတန်ဖိုးထားရမှန်တော့မတိတော့တဲ့ချင်းအတွေ့အခေါ်ဖြစ်စီခဲ့တာကဘယ်သူတွေကြောင့်လဲဘယ်သူတွေကြောင့်မှမဟုတ်ဘူးကျွန်တော်တို့ချင်းလူမျိုး CNF တွေကြောင့်ပဲဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်ကြဖို့လုပ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုလက်ရှိချင်း Federal ကိုတိဆောက်ဖို့ရအတွက်ကျွန်တော်တို့ဒီလိုမျိုးလိုတက်ပွဲနဲ့လက်နဲ့ကြိုက်ပြီးမှလုပ်နေကြတာဒါဆိုရင်ဒီလိုမျိုးလိုတက်ပွဲလမ်းစီမဟုတ်ပဲနဲ့2010 2015 2020မှာရှိခိုးပွဲတုံးကျင်းကျင်းပခဲ့တယ်တွင်းမထွက်တဲ့ Federal Democracy စနစ်တီဆောက်ရေးလမ်းစီမှာဘာကြောင့်ကိုချင်းပါတီတွေကိုတော့မဲမထည့်ချင်ကြတာလဲဘာကြောင့်မဲမထည့်ချင်ကြတာလဲချင်းပီတူလို့ထို့တယ်အခုဒီလိုမျိုးလူတက်မှပဲ Federal Democracy စနစ်ကိုကျွန်တော်တို့တည်ဆောက်ရမယ်ဆိုတဲ့အတွေ့အခေါ်တခုကိုမိုက်ဆက်ကိုဆွဲကြိုက်ပြီးမှအခုလူတက်ပွဲမှာလူတက်နိုင်မှပဲတနက်ကြိုင်နိုင်မှပဲကျွန်တော်တို့ Federal တည်ဆောက်လို့ရမယ်ဆိုတဲ့အတွေ့အခေါ်နဲ့ဒီလက်နက်ကဖွဲ့စည်းတွေကိုထောက်ခံအားပေးမှပဲချင်းလူမျိုးနဲ့ချင်းပြည်နယ်ကိုချစ်တယ်ဆိုပြီးမှတမတ်ခံလောက်အောင်ကျွန်တော်တို့ချင်းလူမျိုးတွေအတွေ့အခေါ်ကိုဒီလောက်ဖြစ်စီနေခဲ့ပြီလားရင်နာစရာတအားကောင်းတယ်အခုဒီလိုမျိုးချင်းကာလာမှာတော့မိပြန်တိုင်းရင်သားတွေအိုးဆောင်တဲ့ငရုတ်သေးပါတီအစင်းနဲ့အနီးချင်းပြည်နယ်မြို့တိုင်းမှာစိုက်ဘော့တွေထောင်ကျလိုက်ကိုချင်းအမျိုးသားပါတီထက်တော့မဲထဲဦးမှာထောက်ခံနေကြဦးမှာစစ်စားဖို့လို့တယ်ကိုချင်းပြည်နယ်အတွက်ကိုချင်းပြည်နယ်ကိုပဲပြထန်းခွင့်ရစီရင်အတွက်ကိုအမျိုးသားပေါ်မှာအခြေခံပြီးမှာထောက်ခံအားပေးရမယ်အစားဒီပြည်ထောင်စုအဆင့်ကနေ Federal တီဆောက်လို့နေတဲ့အခြားသောပြည်နယ်တွေကိုအခြားသောတိုင်းရင်းသားတွေရဲ့ဥဆောင်မှုကိုအပိထောက်ခံနေတယ်ဆိုတာကဒါလုံးဝမဖြစ်တင်ပါဘူးကျွန်တော်တို့ Federal တီဆောက်ရေးမှာအောက်ခြေအဆင့်ကနေစတင်ပြီးတော့ကိုပြည်နယ်အတွက်ပထမအဆုံးကိုပြည်နယ်အရေးကိုဥစားပေးရမှာဖြစ်ပါတယ်အဲ့ဒီကိုပြည်နယ်ကနေ Federal စနစ်ကိုကျင့်သုံးနိုင်အောင်ကျွန်တော်တို့လုပ်ပြီးမှပြည်ထောင်စုအဆင့်မှာကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်အခုကကျွန်တော်တို့လုပ်နေတဲ့ဟာကကိုပြည်နယ်အတွက်လည်းမဟုတ်ဘူးအဓိကဒီငရုတ်သေးပါတဲ့အစင်းနဲ့အနေမကြည်တဲ့လွတ်တော်ထိုက်ကိုလို့ပွဲပြည်လေနေရဲ့အတွက်အဲ့လိုနဲ့ပဲကျွန်တော်တို့တော်လိုင်းသွားနေတာအဲ့ဒါကြောင့်တော်လိုင်းကိုမအောင်မြင်တာလေငရုတ်သေးကစက်တာချင်းတူတူငရုတ်သေးအစင်းနဲ့အနေစက်တာချင်းတူတူဖြစ်တယ်ကျွန်တော်တို့ချင်းပြည်နယ်အတွက်ချင်းလူမျိုးအတွက်ဒီငရုတ်သေးပါတဲ့အစင်းနဲ့အနေကအတူတူပါပဲဘာမှထူးခြားချက်မရှိဘူးဒါကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ချင်းတွေတကယ်စုစည်းရေးတကယ်ငင်ဝဲရေးတကယ်ငြကိုစိတ်တစီတယ်ဆိုရင်အခုလက်ရှိ CNF ချင်းန်ကောင်စီလည်းဖြစ်တယ် CB လည်းဖြစ်တယ်ပြီးမှကျွန်တော်တို့ဒီအမျိုးသားတီဆောက်ရေးချင်းပီတီဆောက်ရေးကိုတုံးရအဆင့်ကနေကျွန်တော်တို့ပြန်လဲစတင်ကြဖို့လိုပါတယ်အဲ့လိုစတင်နိုင်မှသာကျွန်တော်တို့တကယ်စစ်မှန်တဲ့ချင်းအမျိုးသားစုစည်းရေးနဲ့ပူပေါင်းရေးချင်းပီတီဆောက်ရေးအမျိုးသားတီဆောက်ရေးကိုကျွန်တော်တို့ခိုင်မာစွာတီဆောက်သွားနိုင်မှာဖြစ်ပါတယ်အဲ့လိုတမ်းဟုတ်ပဲလက်ရှိ CB နဲ့ CC ဒီလိုက်တာဆက်သွားနေတယ်ဆိုရင်ကျွန်တော်တို့
ဒီ2021ကလည်းဖြစ်ပေါ်လာတဲ့တော်လိုင်းရေးပြီးဆုံးခဲ့တယ်စီတော်လည်းပဲကျွန်တော်တို့ချင်းပြည်နယ်မှာတော့အချင်းချင်းချနေဦးမှာတွေးမိကြနေဦးမှာတီချပေါ့ကျွန်တော်ပြောခဲ့တယ်အဲ့လိုမျိုးတွေးမိမကြအောင်ကျွန်တော်2021 20နှစ်23ဆက်တည်ရေးလာခဲ့တယ်ဒါပေမဲ့2023မှာတကယ် CNF တွေကြောင့်တွေးမိကြလာခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်တွေးမိကြလာအောင်ထပ်ခါပြီးတော့လှုပ်လာတဲ့ဆိုတော့ကျွန်တော်တို့အနာကမှချင်းတွေဒီထက်မကပူပြီးတော့မချင်းတဲ့ချက်တွေခန်းစားချက်တွေအချင်းခလေးစားချီလိုမှုတွေပူမှုပင်းထန်ပြီးတော့နောက်ဆုံးချင်းပြည်နဲ့တပြည်နဲ့လုံးဒီထက်မကလောင်ကျွမ်းသွားမိဖြစ်ပါတယ်အဲ့လိုမျိုးမလောင်ကျွမ်းခင်မှာလက်ရှိ CNF စစ်အဖိုးဦးခေါင်းဆောင်များမင်းတို့ရဲ့နိုင်ငံရေးစရိုက်မင်းတို့ရဲ့နိုင်ငံရေးမိုင်းဆက်အတွေ့အခေါ်တွေကိုတကယ်ပြောင်းလဲကြပါတကယ်ချင်းပြည်ကိုချစ်တယ်တကယ်ချင်းလူမျိုးကိုငဝစီချင်တယ်ဆိုရင်ဒါကိုလုပ်ကြပါဒါကြောင့်ဒီလိုမျိုးမစည်းလုံးချင်းရဲ့ဒီလိုမျိုးမယူတာမှုရဲ့အတည်းပွင့်ခါအခုမြင်တွေ့နေရပြီလေချင်းပြည်နယ်မှာဒီတိုင်းသာဆက်သွားနေတယ်ဆိုရင်နောက်နေ့10နှစ်15နှစ်လဲဒီတိုင်းပဲကျွန်တော်တို့တွေးမိကြနေဦးမှာပါနောက်ဆုံးကြရင်ကျွန်တော်တို့စင်းရဲတာချင်းပြည်တို့လို့ထုတ်ကပဲခံရမှာဖြစ်ပြီးချင်းပြည်နယ်ကိုလည်းဒီမီပြန်တရင်သားတွေရဲ့နိုင်ငံရေးစီရေးလွမ်းမှုမချုပ်ကင်မှုအောက်မှာတာကျွန်တော်တို့ကျင်းတယ်ကြောက်တော့မှာဖြစ်ပါတယ်ဒါကိုအားလုံးနားလည်ကြဖို့ရန်ကျွန်တော်ဒီနေ့မှာအထူးတိတ်တွန်းချင်ပါတယ်အားလုံးကြည့်ဦးတင်ပါတယ်